ခီးတွားရင်အော့အန်ဂျင်ဟာဘာကြောင့်ဖြစ်ရတယ်လဲကားတာမှမဟုတ်ဘတ်စကားစီးတဲ့အခါခန္ဓာကိုယ်ဟာကားနဲ့အတူလှုပ်ရှားပါတယ်ဒီလှုပ်ရှားမှုကိုနားထဲမှာရှိတဲ့ vestibular system ကသိရှိလာတဲ့ဒါပေမဲ့မျက်စိကတော့ကိုယ်ထိုင်နေတဲ့နေရာဒါမှမဟုတ်ရှေ့မှာမြင်နေရတဲ့အရာတွေကမလို့မရှာပဲတင်းငိမ့်နေတယ်လို့ခံစားရတယ်ဒါကြောင့်မျက်စိကအုံနောက်ကိုကိုဟာမယူကြဘူးဆိုတဲ့အချက်ပြမှုကိုပို့ပါတယ်တစ်ဖက်မှာနားကကိုယ်ခန္ဓာလှုပ်ရှားနေတယ်ဆိုတဲ့အချက်ပြမှုကိုအုံနောက်စီပို့ပါတယ်အုံနောက်ဟာမတူညီတဲ့အချက်ပြနှစ်ခုကိုရတဲ့အခါရှုပ်ထွေးသွားပြီးဒီခါမှာအုံနောက်ကခန္ဓာကိုယ်ထဲမှာအစိတ်တောက်တစ်ခုခုဝင်လာတယ်လို့ထင်တတ်ပါတယ်ဒါကြောင့်အစာအိမ်ကိုအန်အောင်လှုပ်ဆော်တဲ့အချက်ပြမှုကိုအလင်းအမြန်ပို့လိုက်ပါတယ်အစာအိမ်ကအန်တဲ့အခါစားထားတဲ့အစာတွေဟာအစာပြုံကနေတစ်ဆင့်တစ်ဆက်ကနေပြန်ထွက်လာပါတယ်ဒါကြောင့်ခီးတွားချိန်မှာအော်အန်ရတဲ့အကြောင်းရင်းဖြစ်လာပါတယ်ဒါဆိုရင်ဒီလိုအော်အန်ချင်းကိုဘလို့ကကွယ်နိုင်မလဲတာကိုလည်းပြောပြပါမယ်ခီးတွားနေတဲ့ကားထဲမှာ၄ပိဆက်အားဖွင့်ထားတင်ပါတယ်သူမဟုတ်ကားပြတင်းပေါက်ကိုဖွင့်ထားတင်ပါတယ်ကားတာမှမဟုတ်ဘတ်စကားပေါ်မှာဖုန်းကိုလုံးဝမတုံးပါနဲ့စာအုပ်လည်းမဖတ်ပါနဲ့ဖြစ်နိုင်ရင်ခီးမတွားခင်မှာပေါ်ပါတဲ့အစားအစာကိုစားပါဒီဗီဒီယိုကိုတက်နိုင်တဲ့လောက်လူများများစီမျှဝေပေးကြ